Hello မင်္ဂလာပါဒီတစ်ခါအိမ်မှာညီရညကငါးခဲဘက်လေးกินစားဖြစ်ပါတယ်အရသာနှစ်နည်းအမျိုးမျိုးရှိရတဲ့ကမှာဒီအရသာဆက်နည်းကအရန်ကိုမှစားလို့ကောင်းလို့ပြန်လဲဝေမျှပေးကြပါတယ်ပါဝင်ပစ္စည်းလေးတွေကတော့နန်းနန်းမင်းရှမ်းနန်းနန်းဂျင်းငရုတ်သီးစိမ်ဇပလင်ကြက်သွန်ဖြူနဲ့မပါမဖြစ်ကတော့ဖတ်ဖယ်ရွက်ပဲဖြစ်ပါတယ်အရင်ဆုံးနန်းနန်းမင်းရှမ်းနန်းနန်းဖတ်ဖယ်ရွက်ကြက်သွန်ဖြူဂျင်းဇပလင်နဲ့ငရုတ်သီးစိမ်းတို့ကိုကျိတ်ဆက်တဲ့ထဲကျရတာအဆင်ပြေအောင်လို့အရွယ်တော့အနေထားလေးလှီးပေးလိုက်ပါတယ်ပြီးရင်တော့အားလုံးကိုဆက်နဲ့တစ်ခါပြန်ကျိတ်ပေးပါတယ်ပြီးရင်ကျိတ်ထားတဲ့အမွှေးကြိုင်ရွက်အားလုံးကိုအရသာစားဆက်ပါမယ်အရသာအတွက်အယောင်တင်ကိုထမင်းစားစုံနဲ့2စွန်းငရုတ်ကောင်းမှုကိုထမင်းစားစုံရဲ့1စွန်းတရုတ်5မျိုးဆက်မဆလာကိုထမင်းစားစုံ1စွန်းနနွေးမုတ်ကိုထမင်းစားစုံရဲ့1ဝက်အချိုမုတ်ထမင်းစားစုံ1စွန်းကြက်သားမုတ်ထမင်းစားစုံ1စွန်းခရူးစီထမင်းစားစုံ1စွန်းငံပြားရည်ထမင်းစားစုံ1စွန်းတမ်းမြားရည်ကိုထမင်းစားစုံနဲ့1စွန်းခွဲနောက်ဆုံးမှာတော့စီထည့်ပါမယ်ပြီးရင်အားလုံးကိုနှံ့နေအောင်နှိပ်ပြီးပါမယ်ပြီးရင်တော့ရေစည်းတန့်စင်ထားတဲ့ကင်မဲ့ငါးကိုအရင်ဆုံးအသားမုတ်အနည်းငယ်နဲ့အသားရင်းဝင်သွားအောင်လိုက်ပုတ်ပေးလိုက်ပါတယ်ပြီးရင်ခုနကြိတ်ပြီးတော့ရတာနေထားတဲ့အမွှေးကြိုင်တွေကိုငါးရဲ့ဗိုက်ထဲနဲ့ခေါင်းထဲကိုလိုက်ထည့်ပါမယ်ပြီးရင်လည်းငါးတစ်ကောင်လုံးကိုအမွှေးကြိုင်လေးတွေနဲ့လိုက်ပုတ်ပေးလိုက်ပါတယ်အမွှေးကြိုင်ရွက်တွေနဲ့နှံ့နေအောင်ပုတ်ပေးပြီးဆိုရင်တော့ခဲပတ်ပါမယ်ဒါဆိုရင်တော့စခင်ပါတော့မယ်ခင်ပေးနေရင်9မိနစ်လောက်နေတော့ငါးခင်ရဲ့အနံကမှုှကြိုင်ပြီးတော့ထွက်လာရောသူ့ရဲ့အနံကြောင့်နေလေဗိုက်တောင်အတော်စားလာတယ်ငါးနှစ်ကောင်လုံးကိုတော့25မိနစ်လောက်ကင်ပေးလိုက်ရပါတယ်ကဲအခုဆိုရင်တော့အနံရယုံနဲ့တင်တည်ယူစီမဲ့ငါးခဲဘက်ကင်လေးရပါပြီဗီဒီယိုကိုဆုံးထိကြည့်ပေးသူအားလုံးကိုကျေးဇူးပါနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်